ဒီနေ့မှာတော့ Medicube ကမှားထားတဲ့ product လေးတွေရောက်ပါပြီဒါလေးကို unboxing လုပ်ပြပါမယ်ရှင်မှားထားတဲ့ product လေးတွေကတော့အခုတလောအရန်နာမည်ကြီးနေတဲ့သူရဲ့ Medicube က Booster Pro လေးဖြစ်ပါတယ်အဲဒီ Booster Pro လေး 6-in-1 Booster Pro လေးပေါ့နော်အဲ့ဒါလေးမှားထားပါတယ်နောက်တစ်ခုကကိုဝယ်တဲ့ထဲမှာပါလဲဆိုတော့သူရဲ့ HR glutathione glow toner လေးပါအဲ့ဒါလေးလည်းမှားထားပါတယ်ပြီးတော့ကိုကeye cream လေး eye serum လေးမျိုးစုံသုံးရတာကြိုက်တယ်အဲ့တော့ deep lifting peptide eye cream လေးမှားထားပါတယ်အဲ့ဒါလေးလည်းနာမည်ကြီးရလို့ပြောတယ်နော်ပြီးတော့သူ့ရဲ့ deep vitamin C capsule cream လေးပါအဲ့ဒါလေးလည်းသုံးကြည့်ခြင်းလို့ပါအမဲဆက်လေးရှိနေတော့လေဒါလေးသုံးကြည့်ခြင်းလို့ပါဒါလေးကတော့လက်ဆောင်ရတာဖြစ်ပါတယ်သူကခုနက device လေးမှာဆိုရတဲ့ခေါင်းလေးပေါ့နော်ဝဝင်ပုံခေါင်းလေးအဲ့ဒါလေးကလက်ဆောင်ရတာဒါက collagen gel cream လေးပါသူကတော့ခုန device နဲ့တွဲပြီးသုံးကြတာတွေ့တယ်သုံးပြီးတော့ပြောပြမယ်ပေါ့နော်ဒါလက်ဆောင်ရတာ collagen gel နဲ့သူကtoner နဲ့ပေါ့နော်အဲ့တော့ unbox လုပ်ပြီးမှကြည့်ပါဝက်ဝင်ခေါင်းလေးချစ်စရာလေးကိုကတော့ဝက်ဝင်ကြိုက်တငယ်ချင်းတယောက်ကတော့ဝက်ဝင်ခေါင်းဝက်ဝင်လေးဆိုကြိုက်တယ်သူဆိုရင်တော့ကြိုက်မှာဒါကတော့ခုနကdeep vitamin C ပေါ့နော်vitamin C သူ့မှာအလုံးလေးတွေပါတယ်သူကလည်းတော်တော်ကောင်းတယ်လို့ပြောတယ်သူ့ရဲ့3ပုံ3နည်းနဲ့ဘလောက်ပေါ့နော်အသုံးပမာဏဘလောက်သုံးရမယ်ဆိုတာကိုပြီးတော့မှပြန်ကြည့်ပြီးတော့ပြောပြပါမယ်ဒါလေးကတော့ deep lifting peptide eye cream လေးပါသူက elasticity ကို boosting လုပ်ပေးတယ်ပြီးတော့ sensitive skin သမားတွေအတွက်လည်းသုံးလို့ရတယ်လို့ပြောတယ်ပေါ့နော်ဒီမှာတော့ဒါကတော့ခုနက HR သူက toner လေးပေါ့နော်သူက glutathione ဆိုတာကတော့ tissue တွေကိုသူက repair လုပ်ပေးတယ် boost လုပ်ပေးပေါ့အဲ့လိုတော့ပြောတာပဲမသိဘူးတေချာပြန်လေးလာရအောင်ပဲကောင်းတယ်ဆိုတော့စုပ်ဝဲလိုက်တာပေါ့နော်ဒါလေးတွေကတော့လက်ဆောင်ရတဲ့ဟာလေးတွေခုနပြောပြီး collagen gel လေးတွေပေါ့နော်ပြီးတော့မှစမ်းသုံးပြပါမယ်ရှင်ကဲအခုမှဆရာကြီးပေါ့နော်ဆရာကြီးအကောင်ကြီးလာတာပါသူကတော့ 6-in-1 သူက booster pro ပေါ့နော် device လေးပါသူ့မှာကတော့သူက function အရင်တော့ကတော့တစ်မျိုးတစ်ခုစီ device တစ်ခုစီထုတ်တယ်တင်တယ်ဒီမှာတော့ function ၄မျိုးစလုံးသုံးလို့ရတယ်ပေါ့နော်၄မျိုးစလုံးသုံးလို့ရတယ်အဲ့ဒီ device တစ်ခုထဲမှာပေါ့၄မျိုးစလုံးသုံးလို့ရတယ်သူ့မှာ mode ၄မျိုးရှိတယ်ပြီးတော့သူ့ရဲ့ဟိုပါပေါ့နော်သူ့ရဲ့ level တွေရှိတယ်ပေါ့ level 1 2 3 4 5 တီရှိတယ် mode တစ်ခုမှာပထမဆုံးသူကသူ့ရဲ့အဲ့ဒီလိမ်မော်ရောင်လေးပေါ့နော်လိမ်မော်ရောင်လေးက booster mode ကတော့သူကဒီ skin ကိုပို့ပြီးတော့ glow ဖြစ်စေတယ်ပေါ့နော်booster mode လေးပါပြီးလို့ရှိရင်သူကနောက်ပိုင်းမှာသူအစိမ်းရောင်လေးလာလိမ့်မယ်booster mode လေးเนาะအဲ့ဒါကသူက 5T level 5T တင်လို့ရတယ်ပြီးလို့ရှိရင်သူအစိမ်းရောင်လေးကတော့ဘာလဲဆိုရင် MC mode သူကတော့သူက fine line တွေကိုတက်တာစေတယ်ပေါ့နော် fine line တွေတက်တာစေတယ်သူက anti aging တို့ပေါ့နော်သူကအဲ့ဟို age ဟို line တွေပေါ့နော်ဒီအသားရည်တွန်းတာတွေတက်တာစေတယ်ပေါ့နော်အဲ့လိုတော့ပြောတယ်အဲ့လိုတော့ပြောထားတယ်ပေါ့နော်သုံးရသေးပြောထားရင်နောက်တစ်ခုကတော့ red light အဲ့ဒါကတော့Derma short mode သူက Derma short mode သူကအဲ့ massage လုပ်ပေးတယ်ထင်တယ်သူက facial massage လုပ်ပေးတာတွေပါတယ်ပေါ့နော်သူကတော့ကိုကတော့မီးဘူးစောက်ထိုးမျက်နှာတော့မဖြစ်ချင်ပါဘူးဒါပေမဲ့လေကိုမျက်နှာအသက်ကြီးလာနေအမြတဖြည်းဖြည်းဖောင်းလာတော့လေသူအပြက်ရောင်လေးကတော့ air short mode ပေါ့နော်ဒီပထမ3ခုကကြတော့သူကဟို skin care product တွေအကုန်လုံးခုနဲ့တွဲပြီးသုံးလို့ရတယ် mask တက်ပြီးတော့လည်းသုံးလို့ရတယ် air short mode ကတော့သူကpore ဟိုပါပေါ့နော်ဒီချွေးပေါက်တွေကိုကျင်းစေတယ်ပြီးတော့ dead cell တွေကိုအတွက်ကောင်းတယ်သူကတော့ဘယ်လိုလဲဆိုတော့အဲ့ down လေးတွေနဲ့သုံးရဒီအပြားလိုက်ကြီးနဲ့မသုံးရဘူးလို့ပြောတယ်သူ့ရဲ့အဲ့ဒီ down လေးတွေအချွန်လေးတွေပေါ့နော်အဲ့ဒါလေးတွေနဲ့သုံးတာသူကမျက်နှာတစ်ပြီးတာနဲ့တခါတည်းမျက်နှာကို6အောင်လုပ်ပြီးတော့တခါတည်းတန်းသုံးရတယ်
သူကတစ်ပတ်မှာမှ2ကြိမ်တူ3ကြိမ်9မိနစ်ထပ်ဖို့မသုံးရဘူးကျန်တဲ့3ခုကတော့ daily ကို1ကြိမ်တူ3ကြိမ်9မိနစ်တူ7မိနစ်သုံးလို့ရ